ဒါကတော့ကျွန်တော်တို့အလုံနားမှာရှိတဲ့ဒါ6လပန်းနေကြီးပဲစိုက်ထားတဲ့ပန်းကြံပေါ့နော်တချမ်းအလုံးအဲ့ဒါ6လပန်းနေကြီးပဲဒါကတော့လမ်းဘေးအပြင်ပေါ့ပြင်လမ်းဘေးလေးမှာစိုက်ထားတာပန်းကြံတော့ free ပေါ့နော်ပန်းကတော့နည်းနည်းတော့အားသွားပြီပန်းလေးတွေပန်းလေးတွေကတော့အယောင်ဆုံးပေါ့ဒီချိန်ကကျတော့ဂျေဂျူမှာ6လပန်းနေအဲ့ဒါပွင့်တဲ့အချိန်ပေါ့နော်အခု6လပန်းဆိုတဲ့အတိုင်း6လစောပိုင်းကနေစပြီးတော့ပွင့်တာပေါ့နော်ဒီ9လပိုင်း10လပိုင်းအခု9လပိုင်းကုန်လောက်ဆိုရင်သူကပန်းတွေကတိတ်မလှတော့နည်းနည်းအာကျင်သွားပြီပေါ့ဒါအပြင်ရှုကင်းလေးပေါ့ဒီဂျေဂျူကျွန်းကခရီးသွားကျွန်းဆိုတော့လေသူတို့ကဟိုခရီးသွားကိုတစ်မျိုးဆွဲဆောင်တာပေါ့နော်ခရီးသွားတွေလာဆက်နေရဒီပေါ့ပန်းပွင့်ချိန်ဆိုလဲဒီຫນွေဘက်ပွင့်ချိန်ဆိုလဲຫນွေဘက်ပန်းလေးတွေပေါ့စောင်းနှမက်ပွင့်နေဆိုရင်လည်းလက်ဖက်နှင်းစီပန်းတို့အဲ့လိုမျိုးတချမ်းလုံးအဲ့လက်ဖက်နှင်းစီတွေကြီးဆက်ထားပြီးအဲ့လိုပေါ့ဒါတော့ဟိုဘက်တော့ကော်ဖီဆိုင်နောက်တစ်ဆိုင်ပေါ့ဒါကတော့ဒီကိုရီးယားမှာနည်းနည်းလူကြိုက်များတဲ့ကိတ်ဆိုင်ပေါ့ဒါလေးတွေကမော်လာဦးဖြော်ရည်လေးမော်လာဦးနေတွေ့ပါလားကြိုက်ဟောဒါကတော့ဟိုပါလေလက်ဆောင်ပစ္စည်းတွေပါလေရောင်းတဲ့နေရာလေး
ဒီပန်းညတစ်ချံလုံးက6လပန်းနေကြီးပဲစိုက်ထားမလားအခုကတော့နည်းနည်းညနေဆောင်ပါပြီမိုးချုပ်ပြီဒီထဲမှာ shopping mall အသေးလေးရှိတယ် Starbucks coffee ရှိတယ် Starbucks coffee ဆိုင်ဒါ Starbucks coffee ဆိုင်ရှိတယ်ဒါညာဘက်ဖြစ်သွားလားပန်းတော့မစုံသေးဘူးနော်ဒီထဲမှာပန်းဖြူလေးဝါလှဝါနေအောင်ကတော့မရှိတော့ဘူးလုံးဝမောင်းနေပန်းမစုံသေးဘူးပန်းစုံမှလားပန်းစုံရင်နောက်တစ်ခေါက်ထပ်လာရိုက်ရ